နောက်ကလူတွေမှာထိမ့်သိမ်းဆောက်ရှောက်ဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ပြောချင်တိုင်းမပြောရဘူးလုပ်ချင်တိုင်းမလုပ်ရဘူးတွေးချင်တိုင်းမတွေးရဘူးအကျိုးရှိတဲ့အရာကိုသာလဲပြောဆိုရမယ်လုပ်ကြရအကျိုးရှိမရှိဆိုတာဒါကိုအမြဲတမ်းဆင်ញင်နှလုံးသွင်းပြီးတဲ့အခါမှာစကားပြောတာပဲဖြစ်စေအကျိုးရှိတဲ့စကားပြောဖို့အကျိုးမရှိတဲ့စကားဆိုမပြောစကားကြောင့်လောကမှာအမှားဖြစ်သွားတာတွေအများကြီးပဲအနည်းဆုံးလူတွေရဲ့ရည်စရာဖြစ်လာနော်ရှေးပွဲရာတွေဖြစ်လာအများကအလေးနဲ့မထားဘူးရှီးပွဲရာတွေဖြစ်လာအဲ့ဒါဟာပြောစကားတွေလွဲမှားမှုသည်အတွေးလွဲမှားလို့သာဖြစ်တယ်အတွေးမှန်မှပြောစကားလည်းမှန်တယ်ပြောစကားမှန်မှလုပ်ရတရားလည်းမှန်တယ်လို့ဒါကိုစောင့်စည်းမှုဆိုတာဘာကိုပြောတာတော့မဖြစ်တဲ့နာတွေမဖြစ်အောင်မပြောတဲ့နာတွေမပြောမိအောင်စောင့်စည်းတယ်လို့ခေါ်တယ်ဒါကို morality ကျင့်စဉ်အရလူတွေကတတိထားပြီးတော့ကျင့်ကြံကြိုးကိုအထောက်အဲ့ဒါကိုခေမဆိုင်ဘူးဆိုလို့ရှိရင်လောကီကိစ္စတွေမှာတောင်းမှပဲမှားတယ်လေပြဿနာတက်တယ်မတွေးတဲ့နာတွေတွေးမပြောတဲ့နာတွေပြောပြီးဆိုလို့ရှိရင်ဒီလိုဟာပြဿနာကြီးကြီးတက်သွားတယ်အနည်းဆုံးကဘာလို့ဆိုရင်ကိုပြောလိုက်တဲ့စကားမှားသွားသည့်အတွက်ကြောင့်မိတ်ဆွေတွေမိတ်ပြက်ဆွေပြက်ဖြစ်သွားမိတ်ဆွေတွေပေါင်းတဲ့နေနဲ့လမ်းကွဲသွားကြမလုပ်တဲ့နာလုံးလိုက်ပြီးဆိုရင်လည်းဒီတိုင်းပဲအဲ့ဒါဟာမတွေးတဲ့နာတွေးရကစလာဒါကြောင့်မို့စကားပြောတာဆိုတာကိုလည်းမြတ်စွာဘုရားအမြဲတမ်းတုံသင်ဆုံးပါတယ်စကားဆိုတာပြောတဲ့မှပြောရမယ်အစားတောင်မှပဲစားတဲ့အစားရမယ်မစားတဲ့နာကိုမစားရဘူးလို့ဆိုမစားတဲ့နာစားလို့ရှိရင်ကျမကြီးထိကြိုက်တာတော့တေချာတယ်အစားမလို့ဆိုတာရှိတယ်လေစားမှားသွားတယ်ဆိုတာမစားတဲ့နာကိုယ်နဲ့မတည့်တဲ့အစားဟာမစားတဲ့အစားထို့တူပဲမပြောတဲ့စကားဆိုတာလောကမှာရှိတာဒါကြောင့်ဘုရားဆောဘုရားကဆုံးမဩဝါဒပေးထားတဲ့နေရာမှာသူကမပြောတဲ့စကားကိုမပြောမိအောင်ကိုယ့်ကိုဘာလုပ်ရလဲအမြဲတမ်းစိတ်ဆေးရစကားတစ်ခုပြောတော့မယ်ဆိုလို့ရှိရင်ဘာလို့ဘူတေနဝက္ခမိနောအဘူတေနငါပြောတဲ့စကားဟာမှန်တာဖြစ်ရဟောဒီအချက်ကိုနံပါတ်1ရင်စဉ်းစားမှန်တာဖြစ်ရမှန်ဖို့အရေးကြီးတယ်ငါပြောတဲ့စကားဟာအကြောင်းအရာနဲ့မှန်ကန်တာပဲဖြစ်ရမမှန်တာမဖြစ်စေရဘူးလို့ဒီလိုမျိုးဒါဖြစ်မှန်တိုင်းပြောရမလားလို့ဆိုမှန်တိုင်းလည်းမပြောရသေးဘူးထပ်ပြီးစဉ်းစားလိုက်အောင်အထတန်ဟိတေနဝက္ခမိနောအနတ္ထတန်ဟိတေငါပြောတဲ့စကားသည်အကျိုးဖြစ်ထွန်းတဲ့အကျိုးဖြစ်တဲ့စကားဖြစ်ရကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတဲ့စကားဖြစ်ရအကျိုးမဲ့တဲ့မဖြစ်စေရဘူးဟောဒါဒုတိယစဉ်းစားဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းဖြစ်ထွန်းတယ်ဆိုတဲ့အခါမှာပြောရတော့မလားလို့ဆိုပြောရသေးဘူးတဲ့ထပ်စဉ်းစားလိုက်အောင်ပြောဖို့အချိန်ကြာပြီလားပြောဖို့အချိန်မကြာသေးဘူးလားကာလေနဝက္ခမိနောအာကာလေချိန်တန်မလားဆိုဒါကြောင့်ပြောတာအချိန်မတန်မဲပြောရင်ထောင်တန်စကားတောင်ပြတ်တယ်လို့ဆိုတာဒါကြောင့်မို့အချိန်တန်မှပြောရမယ်လို့ဆိုတာတတိယအနေနဲ့လိုက်လာဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောချိန်လည်းတန်းလာပြီပြောပြီဆိုပါစို့ပြောပြီဆိုတဲ့အခါမှာဘယ်ပုံစံနဲ့ပြောမှလဲဆိုတဏ္ဍေနဝက္ခမိနောဖရုတေနာရှင်ကြီးတိမ်မွေးပဲပြောမယ်ရိုင်းပြမပြောဘူးဟောလားပြောပြီဆိုတဲ့အခါဒါလိုက်နာမယ်ချက်ကိုပြောတဲ့စကားကိုပြောပြီဆိုရင်နှုတ်ထွက်ကြမ်းတမ်းပြီးတော့မောက်မာတဲ့အနေထားနဲ့မပြောဘူးရှင်ကြီးတယ်လိမ္မာတဲ့ပုံစံနဲ့ပြောရမယ်ဒါမှကိုပြောတဲ့စကားတန်ဖိုးပူရှိသွားဟုတ်ပြီရင်ကြီးပြောပြီဆိုရင်စိတ်ထဲကတစ်မျိုးအပြောကတစ်မျိုးလားလို့ဆိုတော့မဖြစ်စေနဲ့
မေတ္တာစိတ်တေနဝေခာမိနောဒေါသံတရောပြောလို့ရှိရင်အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်နဲ့ပဲပြောတဲ့ဒေါသဖြစ်ပြီးတော့ပြောတဲ့အပြောမျိုးမုန်းတီးတဲ့စိတ်နဲ့6တွန်းတဲ့အပြောမျိုးမပြောရဘူးလို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားရဲ့ဆုံးမမှုတွေဟာအလုံးကိုတိကျပြီးတော့အလုံးကိုလိုက်နာကျင့်သုံးမှုရကောင်းတယ်အပြောနဲ့ပတ်သက်ပြီးဘာပြဿနာမှမတက်နိုင်ဘူးဒီတိုင်းသာလိုက်နာကြမယ်ဆိုလို့ရှိရင်အဲ့ဒီလိုလုပ်ရမှာဖြစ်အဲ့တော့ကြံတွေးကြတဲ့ကမြတ်စွာဘုရားကသာရယဟုလလေးကိုဆုံးမတာရှိတယ်တစုံတစ်ခုမင်းတွေးမိနေပြီဆိုရင်အဲ့ဒီအတွေးပေါ်ကိုဆင်ញင်သုံးသပ်လိုက်အောင်ငါတွေးတဲ့အတွေးဟာသူများကိုထိခိုက်သလားငါကိုရောထိခိုက်မှာလားနှုတ်လုံးကိုထိခိုက်မှာလားဆိုတာဆင်ញင်သုံးသပ်အောင်နဲ့ဆင်ញင်သုံးသပ်လိုက်လို့ဘယ်သူမှမထိခိုက်ဘူးဆိုလို့ရှိရင်ဟုတ်ပြီမတွေးခင်ကအတွေးကိုကြံစီသုံးသပ်ပြီးတွေးလိုက်တဲ့အချိန်မှလည်းထပ်စဉ်းစားအောင်ခုနကစံနဲ့ကိုယ့်အတွက်အကျိုးမဲ့ဖြစ်မလားသူများအတွက်အကျိုးမဲ့ဖြစ်မလားနှုတ်လုံးအတွက်အကျိုးမဲ့ဖြစ်မလားထိခိုက်နစ်နာစေမလားမရှိဘူးဆိုလို့ရှိရင်တွေးပြီးတဲ့နောက်မှလည်းပြန်ပြီးတော့သုံးသပ်အောင်အဲ့ဒီတိုင်းပဲစကားတစ်ခုပြောတော့မယ်ဆိုလို့ရှိရင်မပြောခင်ကစဉ်းစားပြောနေတုန်းလဲစဉ်းစားပြောပြီးတော့လဲစဉ်းစားဘယ်တော့မှမမှားတဲ့နော်ဘယ်တော့မှမမှားဆိုလိုတာကအမြဲတမ်းအသိဉာဏ်နဲ့တတိနဲ့လုပ်ရမယ်ဆိုတဲ့အကြောင်းအဲ့တော့လောကကြီးမှာအမှားမရှိအောင်မြတ်စွာဘုရားသွန်သင်ဆုံးမပေးတယ်လူတွေကတော့ဒီလိုနေရာမျိုးစိတ်ရှည်ချင်မှရှည်ကြမှာပေါ့သို့တော့အဲ့ဒီနီးနဲ့လုပ်မယ်ဆိုလို့ရှိရင်လူတွေဟာအမှားယွင်းမရှိဘူးအလုပ်တစ်ခုကိုကိုယ်ဒီလက်ရောက်လုပ်ပြီဆိုလို့ရှိရင်လေမလုပ်ခင်ကစဉ်းစားလုပ်နေတုန်းလဲထပ်စဉ်းစားလုပ်ပြီးနောက်လဲဆင်ញင်သုံးသပ်ပြီးစဉ်းစားဘယ်တော့မှမမှားဘူးဆိုသာတော်ရဟုတ်လားကိုမြတ်စွာဘုရားဒီလိုဆုံးပါအဲ့ဒီတိုင်းလိုက်နာကျင့်သုံးမှုကိုစောင့်စည်းတယ်လို့ခေါ်တယ်နော်အတိညာနဲ့ထိမ့်သိမ့်ထားတယ်ထိမ့်သိမ့်ထားတဲ့အတွက်ကြောင့်စကားပြောတွေမမှားခုကြည့်လေလောကမှာကြည့်လူတွေစကားပြောနေကြတာတွေပဲကိုယ့်အကိုဝေဖန်ကြည့်ပေါ့နော်ရေဒီယိုကနေစကားပြောတယ်သတင်းစာတွေကနေစကားပြောတယ်ကမ္ဘာမှာစကားပြောနေကြတယ်နိုင်ငံရေးစကားတွေပြောကြတယ်မဲဆွဲစကားတွေပြောကြပြောတဲ့စကားတွေကိုကြည့်လိုက်လို့ရှိရင်လူရဲ့အရေးချင်းဟာပေါ်နေတယ်နော်ဒီလူပြောတဲ့စကားဟာရဲဝယ်ဖြစ်သလားသို့မဟုတ်တကယ်ကိုတန်ဖိုးရှိတဲ့စကားလားဆိုတာကျန်တဲ့နားထောင်တဲ့ပုဂ္ဂိုလ်တွေသိတယ်လူဆိုတာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သိတယ်စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကတော့ဟေးလာဝါလာသမားကတော့သိချင်မှသိမှာပေါ့တကယ်စဉ်းစားဆင်ခြင်ကြည့်ရင်ဘယ်သူစကားကဟုတ်တယ်ဘယ်သူစကားမဟုတ်ဘူးဆိုတာနားလေလွယ်တယ်ပေါ့နော်ဒါတွေဟာအပြောအဆိုဆိုတာသိပြီးတော့အရေးကြီးတယ်တချို့နိုင်ငံတွေမှာပြောရေးဆိုတာနားလည်မှုရှိအောင်ပြောရေးဆိုခွင့်ရှိသူဆိုတာတကယ်ကိုပြောတတ်ဆိုတတ်လိမ္မာပတ်နတ်အကြောင်းအရှင်းအရာတွေကိုပပနတ်နားလည်တဲ့ပုဂ္ဂိုလ်ပဲပြောရေးဆိုခွင့်ရှိသူဖြစ်ခံထားအဲ့ဒါလို့မဟုတ်လွယ်လွယ်ချောချောပြောရင်သွားရောပျက်စီးကုန်ကုမ္ပဏီတစ်ခုလုပ်ရင်လည်းပြောရေးဆိုခွင့်ရှိသူဆိုတာထားအသင်းဖွဲ့ဆိုလို့ရှိရင်လည်းပြောရေးဆိုခွင့်ရှိသူဆိုတာတကယ်အရေးချင်းရှိတဲ့ပုဂ္ဂိုလ်ကပြောရေးဆိုခွင့်ရှိသူဖြစ်ရအဲ့ဒါလို့အရေးချင်းမရှိဘဲနဲ့ထပြောရင်တော့ကိုယ်ရောကာယနော်ဖြစ်လာတတ်တယ်ကိုယ်သိက္ခာတွေကြာဆင်းတယ်လို့ဒီလိုဆိုတာဒါကြောင့်မို့အပြောအဆိုဆိုတာလိမ္မာယဉ်ကျေးရမယ်အကြောင်းကျိုးကြောင်းစီလျောရမယ်သိအရေးကြီးလို့မြတ်စွာဘုရားသခင်ကိုရမြတ်ကဒါကိုဟောတာ morality ဆိုတော့ဘလောက်အရေးကြီးတယ်ဒါနိဗ္ဗာန်ရဖို့အတွက်တည်းမဟုတ်ဘူးစီးပွားလုပ်တဲ့အခါမှာလည်းအရေးကြီးတယ်နိုင်ငံရေးလုပ်တဲ့အခါမှာလည်းအရေးကြီးတယ်အမျိုးသားရေးပဲဖြစ်ဖြစ်နော်တိုင်းရေးပြည်ရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ပြောရေးဆိုရေးဆိုတာသိအရေးပါတယ်လို့ထင်လို့ဆိုတာလူတိုင်းဟာပြောတတ်ဆိုတတ်လိမ္မာပဏ္ဏသူတွေဖြစ်အောင်ကြိုးစားဒါအခြေခံအားဖြင့်လူလောကမှာဒီလိုရှိ